တဲချေကြောင့်မတဲအောင်ဘလို့ကာကွယ်မလဲတဲချေကြောက်တဲ့စီတဲ့အကြောင်းရင်းတွေထဲမှာမျိုးသမီးဖြစ်ခြင်းမကြာခဏကိုယ်ဝန်ဆောင်ရခြင်းနဲ့မိသားစုမျိုးရိုးရှိခြင်းစတဲ့ပြင်ဆင်ပြောင်းလဲလို့မရတဲ့အချက်တွေပါဝင်နေတာကြောင့်ရာနှုန်းပြည့်ကာကွယ်ဖို့တော့ခက်ခဲပါတယ်သို့တော်လည်းအောက်ပါနေထိုင်စားသောက်မှုပုံစံတွေကိုလိုက်နာပေးရင်ဖြစ်နိုင်ခြေကိုအထီးရောက်ဆုံးလျှော့ချနိုင်ပါတယ်၁ကိုယ်အလေးချိန်စနစ်တကျထိမ့်သိမ့်မှာအဝလွန်ခြင်းဟာသွေးတွင်းကိုလက်စထရောကိုမြင့်တက်စေပြီးတဲချေကြောက်တယ်ဖို့အခွင့်အလမ်းပိုများစေပါတယ်ဒါကြောင့်မှန်ကန်တဲ့အစားအသောက်စနစ်နဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ၂ဝိတ်ကိုမစင်မကျင်မြန်မချပါနဲ့ကိုယ်အလေးချိန်ကိုရုတ်တရက်မြန်မြန်ဆန်ဆန်လျှော့ချလိုက်ရင်တဲချေအိတ်ထဲမှာကိုလက်စထရောတွေစုပုံသွားပြီးကြောက်တယ်တာမျိုးဖြစ်နိုင်ပါတယ်တစ်ပတ်ကို1ပေါင်မှ2ပေါင်နှုန်းထက်ပိုမချသင့်ပါ၃အစားအသောက်မှန်ကန်စွာရွေးချယ်ပါအစီအစိတ်အစားအစာတွေကိုလျှော့ချပြီးအမြင်တက်ကြွယ်ဝတဲ့အသီးအရွက်သီးနှံနဲ့ကောက်ပဲသီးနှံများကိုပုံမူစားသုံးပေးပါ၄အစားကိုအချိန်မှန်စားသုံးပါအစာငတ်ခံခြင်းသို့မဟုတ်အစားတောက်နှက်ကြော်ခြင်းတို့ကတဲချေရေးဆက်ဝန်းကိုပုံမှန်မဟုတ်တော့ဘဲစုပုံကြောက်တယ်စေနိုင်တာကြောင့်အစားကိုပုံမှန်အချိန်စရာအတိုင်းစားသုံးပေးပါ၅ဆေးဝါးများကိုသတိပြုသုံးစွဲပါအီစထရိုဂျင်ဟော်မုန်းပါသည့်ဆေးဝါးများနဲ့သွေးတွင်းကိုလက်စထရောကျဆေးများကိုတောက်သုံးမည်ဆိုပါကဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှတောက်သုံးပါမိသားစုတွင်တဲချေကြောက်တယ်ဘူးသည့်ယောဂရာဇဝင်ရှိပါကလည်းဆရာဝန်အားကြိုတင်အသိပေးထားပါ၆ပုံမှန်တန်ချပေးပါတန်ကောင်များသည်ကလေးများတွင်သာမကလူကြီးများတွင်လည်းရှိနေနိုင်ပြီးတဲချေပြွန်ကြောင်းပိတ်ဆို့မှုအချို့ကိုဖြစ်စေနိုင်သည့်အတွက်6လတစ်ကြိမ်ပုံမှန်တန်ချပေးသင့်ပါတယ်အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်